စီစဉ်ညို့ချစ်ခင်နားမလည်နိုင်ဘူးပြန်ပြီးတော့ကလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရာလူချင်းမင်းနေနဲ့ရွေးချယ်စီစစ်ချင်တယ်မကြိုက်ဘူးမကြိုက်ဘူးဆိုတာတဲ့ဒီအစီအစဉ်ညို့ချစ်ခင်နားမလည်နိုင်ဘူး ဟုတ်ကဲ့ပါချစ်ခင်မနေ့တော့ကလည်းစုမတို့ကဒါပရိသတ်တီရှိမှလည်းခါပြောထားရပေါ့နော်ဒီကြပါဒီတစ်ပတ်မှာတော့နှစ်ဦးကနှုတ်ဆက်ထွက်ခွာရမယ်ဘာလို့လဲဆိုတော့နောက်တစ်ပတ်တွေအတွက်ဘယ်နှယောက်တွေရှင်းပြိုင်ပြီးတော့ဘယ်လိုမျိုးtheme တွေနဲ့ရှင်းပြိုင်ကြမယ်ဒါတွေအကုန်လုံးကလည်း program ကဆွဲထားပြီးသားဖြစ်တဲ့အတွက်ဒီလိုတော့လောလောဆယ်စီစဉ်ထားပါတယ်ချစ်နားမလည်ဘူးဆိုတော့ voting system ကိုပြောရလား ချစ်ခင်တို့ပေးထားတဲ့အမှတ်တရားလည်းတော်ကောင်းပါတယ်ခလေးတွေအကုန်လုံးတော်ကြတဲ့အတွက်ကြောင့်မလိုက်တဲ့တချမ်းလေးတွေရှိပေမဲ့လည်းသူတို့စိုးသွားနိုင်တယ်ကွာဒါပေမဲ့ဒီလိုမျိုးကြီးတော်တဲ့ခလေးတွေကြတော့ဒီလိုဖြစ်ရတယ်ဆိုတော့voting မှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာ star နဲ့ပဲသက်ဆိုင်သလားအဲ့ဒါကိုချင်ငယ်သိချင်တယ်ပြန်ပြီးတော့ခလေးတွေကိုပြန်ပြီးတော့သက်ဆိုင်ရာလူချင်းမင်းနေနဲ့ရွေးချယ်စီစစ်ချင်တယ်ဒါချင်ငယ်ရဲ့စန္ဒကိုစီရနေနဲ့အားလုံးကကြိုးစားခဲ့တယ်ရတဲ့နဲ့အောင်မြင်မှုလည်းရတယ်ဒါတော့ပြိုင်ပွဲတစ်ခုအနေနဲ့ပေါ့ဒါပေမဲ့အဲ့ဒီစိတ်ထဲမှာက voting ကိုဦးစားပေးတယ်ဆိုပေမဲ့ voting တစ်ခုတည်းကိုကြည့်ပြီးတော့မပေးနိုင်တဲ့အရက်ဒေတာဆိုတာလည်းရှိသေးတယ်မပေးနိုင်တဲ့လူတချို့ကလူပဲကြိုက်ပြီးတော့မပေးနိုင်တဲ့လူလည်းရှိတယ်အများကြီးပေါ့နေမျိုးစုံအဲ့ခါကျတော့ပြဲတဲ့ကလေးတွေအရေးချင်းတွေကကိုရီအသိဆုံးပဲလေနော်ဘသူကဘလို့ကောင်းလဲဘသူကဘလို့ကောင်းလဲအသိဆုံးပဲဆိုတော့ဒီအခြေအနေကြီးကိုမြင်ရတာအဆင်မပြေဘူးတခုတော့ပြန်စဉ်းစားစေချင်တယ်နော်